အင်ချမ်းမြေကျိုးဆောင်တယောက်အနေနဲ့ဝမ်းနဲ့ရဆုံးအခိုက်အတန့်တစ်ခုကိုပြောပါဆိုရင် သူတို့လိုချင်တဲ့ဈေးတွေကိုစစ်တယ်လိုချင်တဲ့ဈေးတွေပြောတယ်အဆင်ပြေတဲ့ဈေးတွေရပြီးသွားတော့မှပြီးကြမှာပြန်ဆက်သွယ်လိုက်ပဲဆိုတော့အခိုက်အတန့်အဲ့ခိုက်တဲ့အရောက်ဝန်းနေရပါတယ်လို့ ရှင်အင်ချမ်းမြေကျိုးဆောင်တယောက်အနေနဲ့ဝမ်းနဲ့ရဆုံးအခိုက်အတန့်တစ်ခုကိုပြောပြပါဆိုလို့ရှိရင် ကျွန်တော်တို့မမရအောင်ပွဲလေးပွဲဆိုပြီးကျွန်တော်အကုန်လုံးပြီးစီးသွားပြီဆီယန်နေပါလေခြာပူသွားပြီเนาะစာချုပ်တွေပါလေရေးသွားပြီရေးပြီးတဲ့အခါကျမှကျွန်တော်တို့ကျူးဆောင်ကကျွန်တော်2%ကကျွန်တော်တို့ရောင်းဝယ်ဖြစ်ခင်နဲ့ confirm လုပ်ပြီးတာဒါပေမဲ့ရောင်းဝယ်ဖြစ်ပြီးတဲ့အခါမှာကျွန်တော်တို့1%နဲ့လာကြည့်တယ်ပေါ့เนาะသူမင်းတို့လုပ်ချင်လို့မလုပ်ချင်လို့ရှိရင်ပွဲပြတ်လိုက်ဆိုတော့အဲ့လိုစကားလုံးမျိုးပေါ့เนาะအဲ့ဒါတော့ဝမ်းနေရခိုက်တယ်ပေါ့ အင်ချမ်းမြေကျိုးဆောင်တယောက်အနေနဲ့ဝမ်းနဲ့ရဆုံးအခိုက်အတန့်တစ်ခုကိုပြောပါဆိုရင် ကိုက customer တယောက်ကိုစိတ်ရှည်နဲ့ရှင်းပြပြီးလိုက်ပြပြီးတော့မှကိုလည်းမဝယ်ဘဲနဲ့တခြားကြိုးဆောင်နဲ့ဝယ်သွား အင်ချမ်းမြေကျိုးဆောင်တယောက်အနေနဲ့ဝမ်းနဲ့ရဆုံးအခိုက်အတန့်လေးတစ်ခုကိုပြောပြပါဆိုရင်ညီလေးဘာပြောလို့ရမလဲ အဲ့ပြချိန်တဲ့ချိန်ကိုကျွန်တော်တို့ဒီအိရှင်လည်းရောက်နေပြီကျွန်တော်လည်းရောက်နေပြီအဲ့ဒီချိန်ညမှာအဝဲကသူကိစ္စလေးတစ်ခုရှိလို့ဆိုပြီးတော့ဒီလာမကြည့်တော့တဲ့အခိုက်အတန့်လေးကိုပဲ အင်ချမ်းမြေကျိုးဆောင်တယောက်အနေနဲ့ဝမ်းနဲ့ရဆုံးအခိုက်အတန့်တစ်ခုကိုပြောပါဆိုလို့ရှိရင် ဟုတ်ကျွန်တော်အနေနဲ့1 day ရဆုံးခိုက်တဲ့ဆိုတော့ဒီကျွန်တော်မြောက်ကုန်းမြို့နယ်ရဲ့မြေကွက်တစ်ကွက်ပေါ့ကျွန်တော်တို့ရိုးအပ်ထားတဲ့အကွက်လေးကျွန်တော်တို့အကွက်လေးရဲ့နေရာလေးတဲ့ကောင်းတော့ကျွန်တော်တော့ပြပြီးတယ်ပေါ့ဝယ်သူဆိုတော့ပြပြီးနေဘူးကျဲထဲမှာဆိုရင်အနည်းဆုံး4-5ရောက်တော့ရှိမယ်ပေါ့အဲ့ဒီမှာကျွန်တော်ဝယ်သူတူကအကွက်လေးကိုသဘောကျသွားတယ်ကြိုက်သွားတဲ့အတွက်ကြောင့်ကျွန်တော်ကဈေးလေးဆိုင်မှုတို့အင်ရှင်ကိုဖုန်းဆက်တဲ့ခါကျရင်တော့အယောင်းလေးပိတ်သွားတယ်ပေါ့ကျွန်တော်တို့တော့1 day ရဆုံးမှတ်တရတယ်ပေါ့ အင်ချမ်းမြေကျိုးဆောင်တယောက်အနေနဲ့ဝမ်းနဲ့ရဆုံးအခိုက်အတန့်လေးတစ်ခုကိုပြောပါဆိုရင်အမှတ်တရတစ်ခုတော့ပြောပြပါလား အချိန်လေးနဲ့ချိန်ပြီးသွားပြီနေရာလေးနဲ့ချိန်ပြီးသွားပြီဈေးတွေလည်းအကုန်လုံး confirm ဖြစ်သွားပြီပြီးစာတုစာတွေကအစားရှိနေတွေရောအကုန်ပြင်ဆင်ပြီးသွားကမှဒီအင်ရှင်ဘက်ကနေပြီးတော့ဈေးပြောင်းသွားတဲ့အခိုက်အတန့်တွေရောဟိုဝမ်းနေစရာအကောင်းဆုံးပါပဲရှင် အင်ချမ်းမြေကျိုးဆောင်တယောက်အနေနဲ့ဝမ်းနဲ့ရဆုံးအခိုက်အတန့်တစ်ခုကိုပြောပါဆိုရင်ညီလေးရှိမှပါရှိမယ်ညီလေး တခါပေါ့ကျွန်တော်တက်ခန်းတက်ခန်းဝယ်ဘူးတဲ့အချိန်မှာကျွန်တော်တို့စာရွက်စာတမ်းတွေပုံစစ်ပြီးသွားပြီဈေးတွေလည်းကျွန်တော်တို့အကုန်လုံးညှိနှိုင်းပြီးသွားပြီစာချုပ်ချုပ်ဖို့ကြံတဲ့အချိန်ရောက်တော့မှကျွန်တော်အမျိုးတွေဘက်ကနေပြီးတော့ကျွန်တော်တို့အကျိုးဆောင်က1%ဝင်တောင်းတဲ့အခိုက်အတန့်မျိုးပေါ့ကိုရ အင်ချမ်းမြေကျိုးဆောင်တယောက်အနေနဲ့ဝမ်းနဲ့ရဆုံးအခိုက်အတန့်တစ်ခုကိုပြောပါဆိုရင်ဘယ်လိုအချိန်မျိုးတွေဖြစ်မလဲ မနေ့ကတော့ခိုင်းတယ်ပြောမယ်ဆိုလို့ရှိရင်ဧည့်သည်ဝင်လာတယ်တခြားလေးရှင်းပြရတယ်ခြံလေးကိုကြိုက်တယ်ဈေးတွေစစ်တယ်စားစားတွေစစ်တယ်အကုန်လုံးတိတိဆိုင်တွေ့ပြီးသွားပြီနောက်ပိုင်းကျမှဖုန်းလေးတကောလေးဆက်ပြီးမောင်လေးအမမီဖြစ်တဲ့ဟိုနော်အဖေနဲ့တိုင်ပင်ရတာအဆင်မပြေလို့ယောက်ျားနဲ့တိုင်ပင်ရတာအဆင်မပြေလို့မိန်းမနဲ့တိုင်ပင်ရတာအဆင်မပြေလို့ဆိုပြီးတော့ရှားပါတယ်ကွာဆိုတဲ့အခိုက်အတန့်လေးနဲ့ပဲကျင်းနေလိုက်ရတာပါအဲ့ချိန်ညဝင်နေတော့ချိန်ပါ